你睇隔壁的正啱會一啊！မိုးရွာတဲ့ခါတိုင်းအခန်းထဲမှာပုံမှန်တက်ပိုးပြီးတိတ်ဆိတ်နေတတ်တယ်လေအဲ့လိုအချိန်ဆိုရင်တယောက်ယောက်ကလန့်ခေါ်ကြွေးတတ်တဲ့အငွေတစ်ထောင်းထောင်းနဲ့ဟင်းရင်ဘူးလေးတွေကိုသတိရမိရဲ့ဥပမာကြာစံဟင်းငါးပူကိုနွေးနွေးလိုမျိုးပေါ့အဲ့ဒါရိုးရိုးကြာစံဟင်းနေမဟုတ်ဘူးနော်အိမ်ကိုလည်းလွမ်းစေတဲ့ comfort food လေးပေါ့ဒီနေ့တော့ကိုယ်တိုင်ပဲလက်စမ်းပြပြီးချက်ရတော့မယ်ထင်တယ်စားလိုက်အောင်ဓာတ်ရမွန်းထားတဲ့ကြက်သားကိုအိုးထဲကိုတန်းထည့်လိုက်မယ်ကြက်သွန်ဖြူကိုစနွေးဟင်းခတ်မုံလေးတွေကိုအနှမ်းပြအောင်လုံးပေးလိုက်မယ်နော်ပြီးရင်ရေထည့်ပြီးတော့နူးအောင်တဲလိုက်အောင်မယ်ကြက်သားနူးပြီဆိုရင်တော့အနေတော်အမြင်လေးတွေဖြစ်အောင်နှင်းလိုက်မယ်နော်အိမ်မှာချက်တာဆိုတော့တိတ်ပြီးပုံကြနေစရာမလိုဘူးနော်အရသာဒီလိုပဲမိုးကြောက်ပန်းကြောက်ကြက်နဲ့ရမိုးတိုဟူးကြောက်တဲကြဆန်လေးတွေကိုနူးတော့အောင်ရေထဲစိတ်ထားလိုက်မယ်ကြက်သွန်နီးချင်းကြက်သွန်ပြိုညက်နေအောင်ထောင်းထားလိုက်မယ်မိုးလာတဲ့အတန်တွေပါဖုံးတဲ့အထိအကျိထောင်းလိုက်အခုဆိုရင်ဝမ်းနဲ့ဆရာကိုမေ့သွားစီမယ်ဟင်းရည်ပူလေးကိုတဲရမယ့်ချိန်ရောက်ပြီစီပူလာပြီဆိုရင်စနွေကြက်သွန်နီနဲ့ဆော့ဆော့ကထောင်းထားတာတွေကိုထည့်ပြီးမွေးနေအောင်စီတက်လိုက်မယ်အယောင်တင်မုံလေးဖြူပြီးတမအောင်မွေလိုက်မယ်ပြီးရင်ကြက်သားမြင်လေးတွေနဲ့ကြက်ပြုတ်ရည်ကိုထည့်လိုက်မယ်ရေစိမ်ထားလို့နူးနေတဲ့အစာပလာတွေနဲ့ငုံလေးတွေကိုထည့်ပြီးတော့တဲလိုက်မယ်ကိုနစ်တက်တဲ့အရသာလေးရအောင်မြည်ပြီးပြင်လိုက်အောင်မယ်နော်နောက်ဆုံးအနေနဲ့ကြာစံလေးထည့်ပြီးတော့ကြည်တဲ့အထိတဲလိုက်ရင်တော့ရပါပြီရှင်ဒီကြာစံရင်းကပူပူလေးကအိမ်ကလက်ရနဲ့တူချင်မှတူလိမ့်မယ်ဒါပေမဲ့ဒီနေ့လေးကတော့အိမ်မှာရှိနေလို့မျိုးနှွေးထွေးသွားမှာပါနော်တငယ်ချင်းတို့အတွက်ရောဘယ်ဟင်းလေးကအိမ်ကိုလမ်းဖြစ်စီလဲဆိုတာကိုပြောပြခဲ့အောင်နော်ထူးထူးခြားမြန်မာစင်းကိုတုံးကြစို့မြန်မာတငယ်ချင်းတွေကြားမှာအသုံးအများဆုံးနံပါတ်1စင်ကတ်ဒီဗီဒီယိုလေးကို like comment နဲ့ share လုပ်ဖို့မမေ့နဲ့ဦးနော်တတာ